မာလခိအနာဂတ်ကြအခန်းကြီးတဲ့အပိုင်းငယ်6မှာတားဒီအပကိုယိုတဲ့တိုက်ကျွမ်းတဲ့သခင်ကိုကြောက်ရတိုက်ငါဒီအပမှလည်းအပေသူငါကိုယိုတဲ့တနည်းသခင်မှလည်းအပေသူငါကိုကြောက်ရတနည်းမိသားစုများဖယားရှင်စကားပြောပါစေယနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားဟာအသက်ရှင်တဲ့ဘုရားဖြစ်တယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်ယနေ့လူငယ်တော်များများဖယားသခင်ကိုတာ၍တိုးပြီးကြားချင်တဲ့တော်ကြီးပဲဖယားစကားတန်ကြားချင်တယ်ကြားစားလည်းမဖတ်ဘူးဆုလည်းမတောင်းဘူးဖယားတန်တော်ကြားချင်တယ်ယုံကြည်သူမှန်ရင်ဖယားသခင်စကားတန်ကိုနားထောင်ပြီးဖယားနောက်ကိုလိုက်ဖို့လိုတယ်တားကအပကိုယူသေးတယ်ကြွံကသခင်ကိုကြောက်တယ်သင်ဟာအရင်ကဆန်ရဲ့ကြွံအခုဖယားသခင်ရဲ့ကြွံသခင်ပြောင်းသွားပြီသင်သခင်ကိုယူသေးသလားယနေ့လူငယ်တွေတော်များများကျွန်တော်ကိုယ်တိုင်မှစ၍ဖယားเจ้าသွားတဲ့အခါမှာစမ်းစာအုပ်မပါတဲ့လူငယ်များစွာရှိတယ်ဖယားเจ้าသွားတဲ့အခါမှာဖုန်းတွေပါလာတယ်မိတ်ကလေးဆိုလည်းထုံနေတူပဲမိတ်ကတ်တွေအလှပစ္စည်းယူလာတယ်ပိုက်ဆိုင်ကြီးကြီးယူလာတယ်ကြီးလိုက်ရင်စမ်းစာအုပ်မရှိဘူးဖယားเจ้าတဲ့အခါမှာဖယားကိုကြောက်ရမယ်စားဖယားကိုယူသိမဲ့စားဂိမ်းတွေဆို Facebook တွေကြည့် Messenger တွေကြည့်တက်တော့တွေကြည့်ပြီးအချိန်ကုန်နေတဲ့ခရစ်ယာန်များစွာရှိတယ်တင်ဖျားเจ้าကိုလာပြီးတော့ဂိမ်းနေဆော့မယ် Facebook တွေကြည့်မယ်ပတ်ဆိုင်ထဲမှာလဲနေမိတ်ကတ်တွေနကတ်တွေယူလာမယ်ကြားစာအုပ်မပါလာဘူးဖျားเจ้าလာပြီးတော့လဲဆရာကတရားဟောတဲ့ခါမှာနားမထောင်ဘူးဂိမ်းဆော့ချင်ဆော့မယ် Facebook ကြည့်ချင်မယ်တက်တော့ကြည့်ချင်မယ်ယနေ့သခင်ရှုခရစ်ဟာသူ့ရဲ့လူတွေဖျားเจ้าမှာပိတ်မှန်တော်မှာရောင်းဝယ်ပြီးတော့စီးပွားရေးလုပ်နေတဲ့ခါမှာပိတ်မှန်တော်ကိုမှောက်လှန်ပြီးတော့ဖြစ်စီတယ်လို့ပဲယနေ့ဖျားเจ้าကိုလာပြီးတော့တင်အမင်္ဂလာလုပ်နိုင်မယ်ဆိုရင်ဖျားသခင်တင်းအောင်ဖြစ်စီလိုက်မယ်တင်ဖျားเจ้าမှာလာပြီးမှဂိမ်းဆော့မယ်ဆိုရင်လုံးဝဖျားเจ้าမလာနဲ့သင်ဖျားเจ้าမှာလာမှာတရားနားမထောင်မဲ့နဲ့ဂိမ်းနေမဲ့ဆော့မဲ့ Facebook social media ကြည့်မဲ့ဖျားเจ้าလုံးဝမလာနဲ့တတိပြုပါသင်အမင်္ဂလာလာယူနေတာသင်အမင်္ဂလာလာယူနေတာဒါကြောင့်မလို့သင်ဂိမ်းဆော့ချင်နေဆိုရင်အိမ်မှာပဲဆော့သင် Facebook ကြည့်ချင်တယ်တက်တော့ဆော့ချင်ဆိုအိမ်မှာပဲကြည့်ယုံကြည်သူဖြစ်ပြီးတော့ကွာဖျားเจ้าလာပြီးကြားဆောင်လည်းမပါလာဘူးပြောဖျားကိုချစ်တယ်ဆိုတာရီတိုးပြီးကြားရှောက်မပြောနဲ့ရှောက်မစုံနဲ့ယုံကြည်သူမှရင်ဖျားเจ้าလာကြားဆောင်ယူလာဖုန်းခဲအားမကုန်နဲ့အဲ့လိုပြောလို့ဖုန်းကိုမယူလားပြောတာမဟုတ်ဘူးနော်ဖုန်းလဲယူလာရမယ်ကျန်းစာအုပ်ပါလားဘယ်နဲ့ဗျာယုံကြည်သူဖြစ်ပြီးတော့ဖျားเจ้าလာပြီးကျန်းစာလည်းမပါလာဘူးတရားဟောတဲ့ခါမှာလည်းနားမထောင်ဘူးဒီတိုင်းပဲအမိခံရဖျားเจ้าလာနဲ့ပြန်နေဖျားเจ้าလာနဲ့ပြန်နေဒီတိုင်းပဲနှစ်ပေါင်းမနေတော့ဘူးကျွန်တော်ဆင်ခြင်ရအောင်ဒီမာလခိအခန်းကြီးတဲ့အပိုင်းက6ဖြစ်ဖျားရှင်တင်းကိုစကားပြောပါစေယနေ့တင်းဟာပါလေဖယားသခင်ရဲ့သားလားဖယားသခင်ရဲ့ကျွမ်းလားဆာရန်ရဲ့သားလားယနေ့ဖယားစကားပြောပါစေနှောင်တရတော့တင်ဟာစစ်မှန်တဲ့ဖယားသခင်သားမှန်နေဆိုရင်2026နဲ့စပြီးဖယားသခင်ကိုယူသေးရအောင်ဖယားသခင်ကိုကြောက်ရအောင်ဖယားကျောင်းသွားတဲ့ခါမှာစမ်းစာအုပ်ယူလာရအောင်ဖယားကျောင်းတက်တဲ့ခါမှာဖုန်းတွေ TV Facebook တွေ TV ဂိမ်းတွေဆိုပြီးဖယားကိုမနှောက်ရှက်နဲ့တာကယူသေးလို့မခေါ်ဘူးမထင်မြင်မြင်ပြုတယ်လို့ခေါ်တယ်ရှင်မတိုက်ထဲမှာသခင်ရှုခဲ့ပိတ်မှန်တော်ကိုသွားတဲ့ခါမှာပိတ်မှန်တော်မှာကုန်ပစ္စည်းရောင်းလဲပြီးတိုးချင်းလှဲလဲပြီးစီးပွားရေးနဲ့လုပ်နေတဲ့အခါမှာသခင်ကသွားပြီးတော့စပွဲတွေကိုမှောက်လန့်ပျက်စီးဖြစ်တယ်။ငါရဲ့ပိတ်မှန်တော့အိမ်မှာဆူတောင်းရအိမ်မဖြစ်ရမယ်။စီးပွားရေးရောင်းရမဖြစ်ရဘူး။ယနေ့တင်ဖျားเจ้าမှာလာပြီးတော့စီးပွားရေးလုပ်နေမယ်။တင်ဖျားเจ้าမှာလာပြီးတော့ဂိမ်းနေစောင်းနေမယ်။ယုံကြည်သူကိုနှောက်ယှက်နိုင်မယ်ဆိုရင်ယေရှုသင်ကိုဖျက်ဆီးလိုက်မယ်။ဖျားเจ้าကိုလာပြီးအမင်္ဂလာမလာယူနဲ့။ဂိမ်းစောချင်အိမ်မှာစော့ Facebook ကြည့်ချင်အိမ်မှာကြည့်ဖျားเจ้าမှာမလောင်လုံးနဲ့အသက်ရှင်တဲ့ဖျားစကားပြောပါစေယနေ့ကျွန်တော်ဗန်ထားဟာအစေခံဖြစ်တယ်တားမှန်ရင်အပကိုကြောက်ရတတ်တယ်ကျွမ်းမှန်ရင်လည်းသခင်ကိုယူသေးတယ်ဒီနေ့မာလခိအခန်းကြီးတဲ့အပိုင်းငယ်6မှာဘုရားစကားပြောပါစေဒီနေ့ဒီကြမ်းချေအဖြစ်နိုင်ငံခွန်အားပေးခြင်းနဲ့မိသားစုများသင်ဟာကျွမ်းဖြစ်တယ်မမေ့နဲ့သင်ဟာကျွမ်းဖြစ်တယ်ထပ်ပြောမယ်ကျွန်တော်ကဘုရားရဲ့သားသခင်ရဲ့ကျွမ်းဖြစ်သွားပြီပြောင်းသွားပြီကျွမ်းဆိုတာကိုယ့်ကိုမပိုင်ဘူးသခင်မဲ့ပိုင်တယ်သခင်ကိုပေးရမယ်တိုးတကောင်ဟာသခင်ကိုပါပေးတယ်လေအသားပေးတယ်အသွေးပေးတယ်တရေပေးတယ်ဝက်လုံပေးတယ်စီဥပေးတယ်တိုးမှသူပိုင်တာဘာတစ်ခုမှမရှိဘူးသခင်ကိုအကုန်ပေးရတယ်ငါတို့ဒီငါစကားတန်ကိုနားထောင်ရဲ့ငါနောက်တော့လိုက်ကြ၏နားထောင်တယ်မိသားစုနားကိုထောင်ခိုင်းတာမဟုတ်ဘူးနားထောင်ချင်းမှတက်တည်ပါလာတယ်အလုတ်ပါလာတယ်လိုက်လျှောက်ချင်းပါလာတယ်တော်ခီအပြည့်မဟုတ်ဘူးနားထောင်ချင်းကဘုရားသခင်ရဲ့စကားကိုလိုက်လျှောက်သက်ရှင်ခြင်းဖြစ်တယ်ဘုရားစကားကိုငါနားထောင်နေဆိုမှလှုပ်ချင်လို့အဲ့ဒါနားထောင်နေလို့မခေါ်ဘူးဒါကြောင့်မလို့2026မှာဖယားသခင်စကားကိုနားထောင်ခြင်းအဖြစ်ဖယားသခင်ကိုယိုသေးကြောက်ရွံ့ခြင်းအဖြစ်ကျွန်တော်အသက်ရှင်ရအောင်ကျွန်တော်ရဲ့အသက်တာကိုစက္ကန့်အနိုင်ရအောင်ဖယားရှင်ကိုကြောက်ရွံ့ယိုသေးခြင်းအဖြစ်နေ့ရက်စတိုင်းမှာစံစာပါခြင်းဆုတောင်းခြင်းဖယားနဲ့အချင်းချင်းချက်ဖြစ်ကျွန်တော်တွားရအောင်ဖယားသခင်ကိုယိုသေးရအောင်ဖယားသခင်ကိုကြောက်ရွံ့ရအောင်တင်းနဲ့ကျွန်တော်ဟာကြွံပြောင်းသွားပြီဒါကြောင့်မလို့ဒီမာလခိတိကျမ်းအဖြစ်အနှဲငယ်နှုတ်ဆော်တဲ့တွင်ခွာပေးခြင်းနဲ့
ဖခင်သခင်ကိုကြောက်ရအောင်ဖခင်သခင်ကိုယိုသေးရအောင်ကောင်းကင်နဲ့မြင့်ကြီးကိုဖန်ဆင်းတဲ့ဖခင်အသက်ရှင်တဲ့ဖခင်မနေ့ယနေ့နောင်ကာလမပြောင်းလဲပဲအစင်မြတ်ရှိတဲ့ဖခင်ကိုကျွန်တော်ယိုသေးပြီးကိုးစားပြီးခုံလုံကြပါဆိုလို့ဒီရာအဖြစ်အနှဲငယ်နှိုးဆော်တိုက်တွန်းခွာပြလိုက်ပါတယ်ကြားနာတော်သူအရောက်တိုင်းပေါ်မှာဖခင်ရှင်ထမလာတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းကောင်းခြင်းမင်္ဂလာတက်ရောက်ခံစားပါစေအာမင်